မနေကြပါဘူးအေးညီလေးပြောဆိုကိုကဝမ်းသာတယ်ပြောလို့ရှိရင်ဘာကဘယ်ရက်မပြောရသေးဘူးနော်ဘယ်ခန်းပြောအခုဘယ်ချင်းယူလဲလျှော်အောင်တော့တဲ့ဘယ်ချင်းယူလဲလည်းပြောသေးတယ်လျှော်အောင်တော့ဆိုတော့ကိုကပဲဒီဘက်ကပြောမဲ့ပါစကားဟုတ်ကဲ့သွားပြောပါတော့မင်းသားမင်းသမီးတွေဟိုဟာဟုတ်လားလျှော်ပေးပါလို့သွားပြောပါလားကျွန်တော်နဲ့မိုးနဲ့မြေပါဒီဇက်ဖို့ဇက်ရံနဲ့ဟုတ်လားအမြဲအနိုင်ငံဘွားကြီးဖြစ်နေကိုတွေမှာသူတို့မှာဟိုအမြကျွန်တော်တို့ဇက်ဖို့ဇက်ရံတွေကကြမ်းများစူးစားသလားကျိန်သာများတင့်ထားသလားမသိဘူးဘာလို့လဲဆိုတော့ဇက်ဖို့ဇက်ရံများဒီတရုတ်ဆောင်အခကြေးငွေကိုပိုတောင်းနေရင်မရိုက်ရဆိုတဲ့ဟိုအရီများဖြစ်နေတာကျိန်သာများတင့်ထားလားမသိဘူးလို့မှပိုတောင်းလို့ဆိုမင်းသားမင်းသမီးတွေတို့အခုပေါ်နေတဲ့ဇက်ဖို့ဇက်ရံတွေတို့ဆိုပြီးဒီနေ့ကြေးတစ်မျိုးနောက်နေ့ကြေးတစ်မျိုးကိုတွေကြတော့အလကားဖြစ်အောင်